ဒီနေ့တနေ့တက်ဖို့အဆင်မပြေတဲ့သူတွေအတွက်ပေါ့နော်ဒီရှယ်ကဆက်ဖွင့်ပိတ်တွေကနေစပြီးတော့ပညာဌာနကိုဒီနေ့တစ်ပိုင်းမျှဝေပေးတော့မှာဖြစ်ပါတယ်အစားဆုံး office ပိုင်းမျှဝေမှာပေါ့နော်အခုကတော့ power တူလေးထိုးလိုက်မယ်ဒီလိုမျိုး plug ကိုအရင်တက်ပါတက်ပြီးတော့မှဒီမှာဒီကွန်ပျူတာမှာရှိတဲ့ power တူလေးကိုထိုးပေါ့နော်ကိုယ်ဆက်ကအားရှိနေတယ်ဆိုရင်တော့ထိုးကြမလို့ပါဘူးဒါဒီရှယ်ကအစားဆုံးသိကျင်တဲ့လူတွေအတွက်ပို့ထားရပြပြပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါပြီးတော့ရင်ကွန်ပျူတာလေးကိုဖွင့်မယ်ပေါ့နော်ကွန်ပျူတာလေးကိုဒီမှာ power clip လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ဒီရှယ်တို့ဒီမှာဒီရှယ်ကတော့ဒီမှာဆက်ကိုတက်တာလို့ပေါ့နော်ဒီkeyboard တွေ mouse တွေ external နဲ့တုံးပြမှာဖြစ်ပါတယ် keyboard တွေ mouse တွေမထိုးတတ်ဘူးဆိုလို့ရှိရင်လည်းဒါဒီရှယ်တို့ဖုန်းရဲ့ကောင်းတဲ့တူပဲတော့နော် USB ကောင်းလေးကိုဒီနေရာလေးမှာအပေါက်လေးတွေပါပါတယ်အဲ့ဒါလေးကိုသွားပြီးတော့ထိုးလိုက်မယ်ပြီးရင်လည်း keyboard လည်းအဲ့လိုပါပဲဒီလိုလေးဆက်ကလေးကိုသွားပြီးတော့သူ့ရဲ့ USB ကောင်းလေးကိုသွားပြီးတော့ထိုးပါမယ်ထိုးပြီးတော့လည်းသူကဆက်လေးလေးပွင့်လာပြီဆိုတော့ဆက်ကလေးကိုလိုက်ပြီးတော့ကြည့်အောင်အဲ့ဒါပြီးတော့ဆက်ပွင့်လာပြီဆိုရင်ကိုကဒီပေါ့နော်ဆက်ထဲမှာပါစပြီးတော့လောက်ရမယ်မသိဘူးဆိုလို့ရှိရင်လည်းကဲစပြီးတော့ဒီရှယ်တဲ့တူမောက်လေးကျင်ငံလေးစပြီးတော့လုပ်ကြည့်မယ်ပေါ့နော်ဒီနေရာလေးကို step button လို့ခေါ်ပါတယ်သူကဘာလဲဆိုလို့ရှိရင်ဒီ sector လေးပေါ်ကနေကိုသုံးနေတဲ့ software လေးကိုရိုက်ပြီးတော့ရှာပေးရမှာပါအဲ့တော့ဒီရှယ်ကဒီနေ့မောက်ကလေးတိုင်တာကိုစပြီးကျင်မှာဖြစ်တဲ့အတွက် PAIND ပိတ်လို့ရိုက်ခဲ့မယ်ရိုက်ခဲ့ပြီးတော့ဒီမှာ software လေးကိုလက်ကျိုးလေးနှစ်ချက်ဖွင့်ပေးမယ်ပေါ့နော်ဖွင့်ပြီးသွားလို့ရှိရင်ဒီပေါ်မှာပုံလေးတွေရှိပါတယ်အဲဒီရှယ်တို့ပုံလေးတွေကိုတစ်ချက်ကလစ်လိုက်မောက်ကလေးကကိုင်တဲ့ခါမျိုးမှာဒီလိုမျိုးလေးပေါ့နော်လက်ကျိုးလေးနဲ့လက်ကလေးလေးနဲ့ကိုဘိန်းလုံးလေးကိုခွာပြီးတော့ကိုင်ရပါမယ်လက်ကျိုးလေးတင်ထားတာကို left click လို့ခေါ်ပြီးတော့လက်ကလေးလေးတင်ထားတာကို right click လို့ခေါ်ပါတယ်အဲ့တော့ press and drag လက်ကျိုးလေးက press and drag လောက်ရမှာဖြစ်တဲ့အတွက်ဒီမှာပထမဦးဆုံးဒီမှာဒီရှယ်ဒီပေါ့နော် cycle လေးကိုရေးလိုက်မယ်ပေါ့နော် oval ပေါ့နော် oval လေးကိုရေးပြီးတော့ဒီမှာဖိပြီးတော့လက်ကျိုးလေးကိုဒီမောက်ကလေးနဲ့ဖိပြီးတော့စပြီးတော့ဆွဲပါမယ်ကဲဒါလေးဆွဲပြီးသွားပြီဆိုရင်ရှယ်တို့ဒီမှာပိတ်ဘူးလေးရှိပါတယ်အဲ့ဒါလေးနဲ့ရှယ်တို့ဒီမှာကာလာလေးကိုရေးပြီးတော့ခြယ်လို့ရပါတယ်ဒါလေးကတော့ပထမဦးဆုံးပေါ့နော်အခုမှစတင်နေပြီအပြင်နဲ့ပုံလေးတွေကိုကဆွဲကြည့်မယ်ကိုကဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဖြတ်ရှင်နေဆိုလို့ရှိရင်လည်းဒီမှာဒါလေးကိုဖက်ရက်လေးကိုယူပြီးတော့ဒီလိုလေးဖြတ်ကြည့်ပေါ့နော်ပုံလေးတွေကိုကိုကဒီလိုလေးဆွဲကြည့်လိုက်တဲ့အတွက်အတာချက်တစ်ခုကမောက်ကလေးကိုကင်ညာကျွတ်ကျွတ်သွားပါမယ်လက်ညှိုးလေးနဲ့ပဲတုံးပြီးတော့ဆွဲသွားရမှာဖြစ်ပါတယ်ဒါလေးကတော့ပထမဆုံးနေ့မှာဒါကမောက်လေးကျင်ငယ်လေးလောက်ရမှာပေါ့နော်အဲ့ဒါပြီးတော့ကိုကပိတ်ရှင်နေဆိုလို့ရှိရင်လည်းဒီနေရာလေးမှာ close စွာလေးရှိပါတယ်အဲ့ဟာလေးကိုပိတ်မယ်ပိတ်လိုက်လို့ရှိရင်ဒီစာတန်းပေါက်လေးကျလာတယ်ဆိုရင်ကိုကမသိမ်းထားဘူးဖြစ်တဲ့အတွက်ဒုံးစိတ်လေးကိုနှိပ်ပေးလိုက်ပါအဲ့ဒါပြီးရင်တော့ဒါထွက်လို့ရပါပြီကဲလက်ကွက်လေးကိုကြည့်ကြည့်နေဆိုလို့ရှိရင်လည်းဒီရှယ်နောက်ဗီဒီယိုလေးမှာလက်ကွက်တွေရအစားအားလုံးကိုထပ်ပြီးတော့ပြပြပေးပါမယ် office တိုင်းရောက်တဲ့ဒီပညာဒါနလေးတွေမျှဝေပေးသွားပါမယ်ရှင်လိုက်တဲ့ share လေးလုပ်ပေးထားပါအောင်နော်